Hello ဒီနေ့ကျွန်တော်တို့ရေချောင်းနားမှာရောက်နေတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဘာလာလုပ်လဲဆိုတော့တစ်ပင်လာစိုက်တာပေါ့နော်ကျွန်တော်တို့တစ်သေးနဲ့ကျွန်တော်ဟိုချောရိုင်းလိုက်ဒီချောရိုင်းလိုက်နဲ့ဒီမှာပါဦးလေးတစ်ပင်စိုက်နေတယ်ပေါ့နော်ပြီးသေးတော့ကျွန်တော်ခိုးရိုက်နေတယ်ခိုးကရေတအားကြီးတယ်ပေါ့နော်ရေတအားတက်နေတယ်ဒီမှာဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်ပေါ့နော်ဒီမှာတစ်ကျောင်းပေါ့နော်ခုနကကျွန်တော်ရိုက်တာတစ်ကျောင်းပေါ့နော်လူတွေလည်းအများကြီးပဲဖုံးဒီမှာတော့တိတ်မမြင်ရအောင်ဒီမှာသူတို့ရေကာလုံးတယ်ပေါ့နော်ရေအားကြီးတဲ့ခါကျတော့ရေဝင်မကြောက်လို့တင်တယ်တပုံရိုက်မယ်ဆိုလို့ချင်းဒါလာမယ်တင်တယ်နော်ဒီမှာကျွန်တော်မရိုက်လိုက်ရအောင်